အားလုံးပဲမင်္ဂလာပါဗျာဒီနေ့တော့ကျွန်တော်ဆွေးနွေးခြင်းတဲ့အကြောင်းအရာတစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုတော့ကားကြီးတွေပေါ့ကားကြီးတွေအခုဒါဒီမှာကားလောကမှာလည်းဒီလိုရက်တွေထားနေပေါ့နော်ဒီနေ့လည်းအဲ့ရမယ်မှတ်ရအောင်ကားဟောင်းနေဂျပန်ကားတွေကပါဖြစ်တယ်ဘယ်ကားတွေကပါဖြစ်တယ်ပေါ့နော်ဒီလိုတွေရက်ပြထားတယ်ဒါတွေကတော့ဒီပိုင်းပေါ့နော်ဒါတွေကတော့ကျွန်တော်တို့စောင့်ကြည့်တဲ့အခါမှာအချိန်တစ်ခုရောက်တဲ့အချိန်မှာအဖြေသိရမှာပေါ့ဒါအခုကတော့မျိုးမျိုးရေးနေကြတာပေါ့နော်အခုဒီ BBC လို့သတင်းဌာနကလည်းဒါကိုတင်ထား Okay, kapan kap? Yeah. ဘယ်မှာကြက်ကတော့အကုန်လုံးသိတယ်ကျွန်တော်ဒီနိုင်ငံရေးကိစ္စအပြောင်းလဲလေးတွေမှာလူတွေကဒီကြောက်ကြတယ်ပေါ့နော်ကြောက်ကြတယ်အဲ့လိုဆိုတော့ကောင်းကင်လုံးလေးတချို့ဟာလေးတွေနေတာတွေဖြစ်လာတယ်ငွေကြေးဖောင်းပွားတာဖြစ်တယ်အဲ့ဒါကားကြီးကထိုက်ရောက်တယ်အဲ့ဒီမှာကျွန်တော်တို့အကုန်လုံးလက်ခံတယ်ကျွန်တော်တို့ဒီပြည်သူတွေ user တွေအကုန်လုံးလက်ခံတယ်โอเคထိုက်ရောက်တော့တက်ရမယ်သို့တော်လည်းဘာဖြစ်လို့အခုလိုမျိုးကြီးမဟာတရားကြီးတက်သွားတာလဲဟဲ့လားမဟာတရားကြီးနော်အထိုက်ရောက်တက်တာနဲ့မဟာတရားနဲ့မတူဘူးနော်ဘာဖြစ်လို့ဖြစ်သွားတာလဲအဲ့ဒါကိုစဉ်းစားကြည့်လို့ရှိရင်အဓိကကတော့ကျွန်တော်တို့သုံးသပ်ရမယ်ဆိုရှင်လောဘကြောင့်လို့ပဲပြောရမယ်လောဘကြောင့်ပေါ့နော်လူတွေရဲ့လောဘကြောင့်အဲ့ဒီအရာကိုမှထပ်ပြီးတော့အားမနာလည်းပြောပါသလိုရှိရင်တော့ကျွန်တော်တို့ပွဲစားတွေရဲ့အကျိုးဆောင်တွေရဲ့လောဘကြောင့်ကျွန်တော်တို့ကပြောရမှာပဲဖြစ်တယ်ကျွန်တော်ပြရမယ်ဖြစ်စဉ်တစ်ခုပေါ့နော်ဖြစ်စဉ်တစ်ခုဒါနမူနာပေါ့ဗျာလူတယောက်ကပရိုပေါက်ကားတစ်စီးကို300နဲ့ဝယ်လိုက်တယ်။ဝယ်တာအကျိုးဆောင်တော့သူ300နဲ့ဝယ်လိုက်တယ်။ Okay သူကအဲ့ဒီကားကိုပဲနောက်တစ်ယောက်ကိုပြန်ရောင်းတဲ့အခါမှာသူ100နဲ့တော့မရောင်းဘူးလေ။သူကမြက်အောင်ရောင်းပါဘူး။သူ130နဲ့ရောင်းတယ်။နံပါတ်2လူကနံပါတ်3လူတွေလည်းရောင်းတော့ကား130လောက်ဖြစ်သွားပြီ။အဲ့လိုနဲ့လူ9ယောက်လောက်စီလည်းရောက်တော့ငကိုမူလ300ဝယ်ထားတဲ့ကားက300ဖြစ်သွားတယ်။နှစ်ဆဖြစ်သွားတယ်။အဲ့လိုသွားတာကျွန်တော်တို့ဒီမှာအဲ့လိုနဲ့အဲ့ကားကြီးကစက်ကြီးတက်နေတာပေါ့နော်။တက်နေတာအဲ့ဒီမှာဒီကျွန်တော်တို့လက်ရှိ policy ကဒီကားဒီနှစ်ဘယ်လောက်ကြာရင်လဲဘယ်လိုလုပ်ရမလဲဆိုတဲ့ policy ဘူကလည်းမရှိတော့အဲ့လိုမျိုးကြီးအကန့်အသတ်မရှိသူကတက်နေတာပေါ့နော်အခုဒီ20တာအတီးဖြစ်တယ်ဆိုလို့ရှိရင်အဲ့လိုမတက်တော့ဘူးကားတစ်စီးကသူကဝယ်ထားပြီးလို့ရှိရင်10နှစ်သုံးပြီးလို့ရှိရင်သူကရေချိုအပ်ဖို့အတွက်20 10နှစ်နီးလာတာဖြစ်တဲ့အတွက်သူကဈေးထက်ဝက်ကျသွားမှာပဲဒီသဘောပဲโอเคထားပါဒါတစ်ပိုင်းမှာဆိုတော့အဲ့လိုဖြစ်တယ်ဒါပေမဲ့သူတို့ပြောတယ်ရှိတာပဲငါတို့ဒီမျက်ချင်လို့ရောင်းတာတွေကွာစီးပွားရေးလုပ်တာဗာဖြစ်တယ်ညာဖြစ်တယ်ဒီလိုမျိုးလဲပေါ်တော်ပြောတဲ့ဘွဲသားအတူတွေလည်းရှိတယ်အကျိုးဆောင်ဆက်တယ်လို့မသုံးဘူးကောနော်ဘွဲသားအတူတွေအဲ့လိုတွေပြောလိုက်ကြတယ်ဒါရင်တော့တကယ်အချက်မရှိတိုင်းပေါ်တက်ပြောရဲလို့ပဲကျွန်တော်တို့ကဒါပြောရမှာပဲနော်ထားပါတော့ကျွန်တော်တို့ဥမာတခြားနိုင်ငံတွေမှာဆိုလို့ရှိရင်ဒါနိုင်ငံခြားတွေဆိုပြီးကျွန်တော်တို့ကကြီးကြီးကျယ်ပြပါဘူးနော်ကျွန်တော်တို့ဒီစက်တဲ့နိုင်ငံကျွန်တော်တို့အိန္ဒိယထိုင်းလောက်တွေပါပဲကြည့်လို့ရတယ်နော်အဲ့လိုမျိုးနိုင်ငံတွေမှာဆိုလို့ရှိရင်ကျွန်တော်တို့ကအဲ့လိုပွဲသားမရှိဘူးလို့မပြောဘူးနော်ဒါကိုကားလေးကိုရောင်းနိုင်လို့ရှိရဲ့ဒီလိုမျိုးကားကိုပဲဝယ်လိုက်ရောင်းလိုက်အမြတ်တင်လိုက်လှုပ်ရှားမယ်ဆိုတော့သိရမလားအဲ့လိုမျိုးဒီကားတစ်စီးကိုကိုနိုင်လောက်ပေါ့နော်ဝယ်လိုက်ရောင်းလိုက်ဈေးတင်လိုက်ရောင်းလိုက်အဲ့လိုမျိုးအသက်မွေးကြောင်းအနေနဲ့လှုပ်ရှားတယ်ပွဲသားပြောဆိုတာမျိုးပါမရှိဘူးဗျနော်မရှိသလောက်ရှားတယ်ပေါ့နော်အဲ့လိုမရှိဘူးလို့ပဲပြောရမယ်သူတို့စီမှာဘယ်လိုသွားလဲဆိုရင်ကျွန်တော်တို့ကနောက်ဆုံးပိတ်ဝယ်တဲ့ user နဲ့ showroom နဲ့ပဲသွားတယ်showroom ကနေ user ဝယ်တယ် user ရောင်းနေလဲ showroom ကိုပြန်ရောင်းတယ်အချိန်တစ်ခုရောက်ရင်ဒီကအရေးကျော်မှာဖြစ်တဲ့အတွက်ဈေးကျော်သွားတယ်ဒါပုံမှန်ပဲဥပမာကားရောင်းတဲ့ဆိုင်ကျွန်တော်တို့ကတရားဝင်ဖွင့်ထားတယ်ပေါ့နော် showroom တစ်ခုဖွင့်ထားတယ်အဲ့ဒီမှာကျွန်တော်ဒီမှာလူသုံးများတဲ့ pro ပေါင်းတယ်ပဲပြောမယ်ဗျာဥပမာ pro ပေါင်းကားတစ်စီးကိုဥပမာ2020ကားတစ်စီးဆိုတော့အဲ့ဒီကားတစ်စီးကို300နဲ့ရောင်းတယ်ဆိုလို့ရှိရင်ဘယ်ဆိုင်မှာဖြစ်ဖြစ်အဲ့ဒီ300ပဲပိုလဲနည်းနည်းပဲ150လောက်ပဲဖြစ်နေတယ်အများကြီးမဟုတ်ဘူးဘယ်ဆိုင်မှာမဆို pro ပေါက်2020မဟုတ်300ပဲအစိုးရကလည်းသူအဲ့ဒါမျိုးထိန်းချုပ်ထားတယ်ဈေးကွက်တွေကိုနောက်စောင့်ကြည့်ရပေါ့နော်မလို့ FND ဈေးကစားလို့မရအောင်โอเคအဲ့ဒီမှာဝယ်တဲ့သူကအဲ့ဒီဆိုင်ကိုသွားတယ်အဲ့ဒီ pro ပေါက်ကားကို300နဲ့ဝယ်သွားတယ်သူစီးတယ်ပဲစီးတယ်ပေါ့ချက်ချင်းသူပြန်ရောင်းတယ်ဒီနေ့ဝယ်သွားတယ်သူမနေ့ကတော့ပြန်ရောင်းတယ်ဆိုလို့ချင်းအဲ့ဒီ showroom က10% 20%ထားပြီးခွာပြီးတော့ဝယ်လိုက်တယ်ဟို380နဲ့ပြန်ရောင်းလိုက်တယ်ပေါ့ပြီးရင်အယောင်းဆိုင်က300နဲ့ပဲပြန်ရောင်းတယ်သူ20%နဲ့စားတယ်အဲ့ဒါလည်းပုံမတင်ဘူး
ကားသေးရအဲ့တော့တိတ်တရာထက်လည်းတက်မသွားဘူးအဲ့တိုင်းပဲပေါ့နော်ဒီယူစားလူယူစားဈေးထက်ရောင်းတာတွေဝယ်ရောင်းကဝယ်ထားပြီးတော့ဈေးတင်ရောင်းတာတွေမရှိဘူးယခုတော့ပြောစရာရှိတယ်ကျွန်တော်ဒီမှာကားကောင်းတာမကောင်းတာနဲ့ကွန်ဒီရှင်ကကွာမှာပေါ့ဆိုတဲ့ဟာမျိုးအဲ့လိုမျိုးမရှိဘူးသူများနိုင်ငံတွေမှာနော်ကားဝယ်လိုက်တယ်ဈေးမကောင်းဘူးလားသူတို့ကဈေးတစ်စီးလုံးပြန်မှုတ်လိုက်တယ်ပြန်မှုတ်လို့ရတယ်လေဟုတ်တယ်မလားပေါ်ဈေးတွေမော်တဲ့ဈေးတွေမရှိဘူးဈေးတစ်စီးလုံးပြန်မှုတ်တယ်ငါတို့ quality တိုင်းပြန်မှုတ်တယ်အင်ဂျင်မကောင်းဘူးလားဂီယာဘောင်းမကောင်းဘူးလားဘယ်တစ်ပန်းမကောင်းဘူးလားတက်တန်းကျော်နေလားအလုံးလိုက်ဖြုတ်လဲမယ်ဟုတ်တယ်မလားလိုအပ်တာပြင်ထားတဲ့ကားတွေဒီပိုစိတ်ချရတယ်ပိုဈေးပိုရတယ်လိုအပ်လို့ဖြတ်ဆက်ခြင်းလည်းရတယ်ဖောက်ဆွခြင်းလည်းရတယ်တင်းတင်းချာချာလုပ်ဖို့ပဲသူများနိုင်ငံတွေမှာနော်လိုအပ်တာအကုန်ပြင်တယ်မြန်မာနိုင်ငံမှာလိုအော်သေးဖြစ်ရပဲအင်ဂျင်အဖွင့်လက်မရှိဘူးလို့အဲ့လိုမဟုတ်ဘူးအင်ဂျင်ဒီလိုအပ်ရင်ဖွင့်ရမှာပဲသိရမလားနှစ်ပေါင်း20လောက်သုံးထားတဲ့အင်ဂျင်ဒီအထဲမှာပြင်ရမယ့်စိတ်ပိုင်းတွေအများကြီးပဲဖွင့်ရမှာပဲဒီဟာဘောက်အဲ့လိုပဲဖွင့်ရမှာပဲနော်ထားပါပြန်ပြောမယ်သူတို့နိုင်ငံတွေမှာအဲ့လိုမျိုးကားကြီးကိုရောက်လာတယ်အဲ့လိုပြင်ပြီးတဲ့အချိန်မှာသူကပြောတယ်တိတ်တရာဆိုတိတ်တရာသေးတယ်မရောက်နဲ့အဲ့ဒါပုံမရဘူးအဲ့ဒီပြင်ထားတဲ့ဟာတွေမှာလည်းဂျင်းတဲ့တာတွေပါတယ်မရှိဘူးအဲ့တော့ဒီ2020ခုနှစ်မှာတိတ်တရာနဲ့ရောင်းတဲ့ကားဒီ2021လည်းရောက်တော့တနည်းမော်ဒယ်အနေနဲ့အတွက်ရောင်းစရာ390ပဲဖြစ်သွားတယ်နော်ဒါနမူနာပြပြတာအဲ့လိုမျိုးဒီနေ့ဈေးရော်သွားတယ်ပြောချင်တာရှိုးလုံးကနေယူဇာကိုပဲသွားတယ်ဒီကြားထဲမှာလည်းဈေးခါတာဈေးကွာတွေမရှိဘူးယူဇာပြန်ရောင်းတယ်ပါစင်းတွေခွာပြီးဈေးဝယ်လိုက်တယ်ပြီးရင်သူ့ရဲ့ငကိုရောင်းစိတ်နဲ့ပြန်ရောင်းတယ်နောက်တစ်နှစ်နေရာနဲ့ဈေးကျသွားတယ်အဲ့တော့ဒီရှိုးလုံးကလည်းသူကားတွေကိုဒီမော်ဒယ်မကုန်ခင်မှာအရေးကျိုးမတိုင်းခင်မှာနည်းနည်းလေးရောင်းဖို့တော့ဝန်ဆောင်မှုကောင်းကောင်းနဲ့ရောင်းဖို့ကြိုးစားတယ်အပြိုင်ဆိုင်ပေါ့နော်အဲ့တော့ဝန်ဆောင်မှုတွေကောင်းလာတယ်ဝယ်တဲ့ယူဇာကလည်းကိုဘတ်ဂျက်ပုံမူတွေကိုပေါ့ပတ်ဆက်ရှိလို့ရှိရင် brand new 0 kilo ဝယ်လိုက်အနည်း20စီးလို့ရတယ်ပတ်ဆက်သိမရှိဘူးလားโอเค10နှစ်3ပြီးသားကားဝယ်လိုက်10နှစ်စီးလို့ရတယ်တဝက်ချင်းတက်တာမယ်အဲ့ချက်ထက်မရှိသေးဘူးလား9နှစ်15နှစ်3ပြီးသားကားဝယ်လိုက်9နှစ်စီးလို့ရတယ်ဈေးအများကြီးတက်တာမယ်9နှစ်ပြီးတော့ရေကျိုးစလိယူပေါ့နော်ဒီလိုသွားရမယ်ပြောချင်တာအဲ့ဒါပြောချင်တာပါဒီ showroom တူ user ဓာတ်ရိုက်သွားတဲ့စနေမျိုးဖြစ်လာခဲ့လို့ရှိရင်အဲ့ဒီဟာတွေမရှိတော့ဘူးပြီးသွားလိမ့်မယ်ခုကရားထဲမှာဒီပွဲစားကဝယ်ထားပြီးတော့ဈေးတင်ရောင်းနေတယ်ပြီးတော့အကန့်အသတ်မရှိဘူးတင်တာကြီးကအဆင့်မှာအရောက်တိုင်းဒီမှာမြက်အောင်ပဲရောင်းနေတဲ့အတွက်ဈေးတက်တွေကနော်အဲ့ဒီဟာတွေအတွက်လည်းအခုလိုမျိုးရေချိုးတွေဖြစ်လာတာဒီအနည်း20ရေချိုးတက်မှတ်လိုက်ပြီဆိုတော့ဈေးတင်လို့မရတော့ဘူးဒီနေ့ဝယ်မနက်ဖြန်ရှုံးမယ်ဒီနေ့ဝယ်တဲ့ကားမနက်ဖြန်လို့ရှိရင်တရက်မော်ဒယ်နေပါပြီဟုတ်တယ်မလားနော်စဉ်းစားကြည့်လိုက်ဘယ်လောက်ပဲဈေးကြီးတဲ့ကားဖြစ်ဖြစ်20ဆိုလို့ရှိရင်အရေးချိုးဖြစ်မယ်ဆိုလို့ရှိရင်ဒီနေ့ဝယ်မနက်ဖြန်ရှုံးမယ်ဒီတော့ကအမှန်ပဲကားဆိုတာကားပဲစက်ပစ္စည်းပဲတမ်မလီလုံးကြီးလည်းမဟုတ်ဘူးတမ်မလီလုံးကြီးလည်းပြတ်တာပဲနော်စက်ပစ္စည်းဖြစ်တဲ့အတွက်ဒီနေ့ဝယ်မနက်ဖြန်ရှုံးကိုစီရတာအမြတ်ဒါဒီလိုမျိုးပဲသွားရမယ်ဖြစ်တဲ့နေ့ဒီထဲမှာဖြစ်ရမယ်ဒါလေးတွေကျွန်တော် share လုပ်ပေးတာပါဒါကိုလည်းဒီချာစဉ်းစားပြီးတော့ဟုတ်လားမဟုတ်လားမှန်လားမမှန်လားဘာတွေဖြစ်တယ်လဲစဉ်းစားကြပါဗျာအားလုံးစဉ်းစားကြပါလေဗျာ